ဒီပထမဆုံးစာမျက်နှာပထမဆုံး guide ပေါ့နော်ဒုတိယ guide မှာဆိုရင်တော့ကျွန်တော်တို့ဒီ guide တွေလည်းကျွန်တော် chat ထဲမှာပို့ပေးလိုက်မယ်နော်ဒုတိယ guide မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒါလေးပါမယ်ပေါ့page quality PC နဲ့လုပ်တဲ့နည်း special request link တွေ policy အဟောင်းနဲ့အသစ်အတွက်ဒီ policy update တွေပေါ့နော်2025 policy အသစ်တစ်ခုလည်းကျွန်တော်ထပ်ထည့်ပေးပါမယ်အခု2025မှာ policy အသစ်ထပ်တိုးပြီပေါ့နော်ပြီးလို့ရှိရင် page quality အနည်း page setting ပိုင်းတွေအကောင့်ဟက်ခံပြန်လိုက်နေ device ဖြတ်နေတွေ device ဖြတ်နေဆိုတာကျွန်တော်တို့ဟို Gmail ဝင်လိုက်ရုံနဲ့ဟိုဘက်ကဖုန်းတစ်လုံးဒီဘက်ကနေအကုန်လုံးသုံးမရအောင်လှမ်းဖြတ်တာပဲပေါ့နော် service ရာဆိုအဲ့ဒါသတိထားရမယ်ကို service လာအပ်တဲ့ Gmail နဲ့ Gmail password တွေ client ကပေးတိုင်းအရန်ဝင်လို့မရဘူးပေါ့နော်ဝင်လိုက်တယ်ဆိုရင်ကိုဖုန်းတစ်လုံးလုံးဖြတ်သွားတာတော့တမသွားတာရှိတာပေါ့နော်အဲ့ဒါမျိုးတွေသတိထားရမယ်admin log update တွေ page hack ခံပြန်လိုက်နေပြီပေါ့နော်နောက်တစ်ခုကကြတော့ဒါတော့ guide 3ပေါ့နော် ID တင်နည်းနဲ့တခြားနည်းနာနေတာတွေနော်အသေးစိတ်တွေကျွန်တော်တို့ဆက်ပြီးတော့အလင်းအသင့်လို့ပြောသားပေးမယ်ပေါ့နော် Okay ပြီးရင်31ဒီ guide တွေကျွန်တော်ဟိုဟာထဲမှာပို့ပေးလိုက်မယ်နော်ဒီဟိုဟာ note လေး5ခုနော် messenger chat တွေပို့ပေးလိုက်ပါမယ်ဒါတော့ bonus lesson 5ခုပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်ပထမဦးဆုံးကျွန်တော်တို့ account setting လေးတွေလေ့လာမယ့်ဟာကျွန်တော် Telegram မှာပို့ပေးပြီဆိုတော့ account setting တွေရောလေ့လာပြီးကြပြီလားအဲ့ဒါလေးပြောပြပါဦးခင်ဗျာလေ့လာပြီးပြီ Hello ဟုတ်ကဲ့ကြားလားမသိဟုတ်ကြားပါတယ်ချင်းဟုတ်ကဲ့account setting လေးတော့ပြီးကြပြီရှင်လေပြီးကြပြီအဲ့လေးတော့လေးလာပြီးပါပြီဟုတ်ဘယ်လိုလဲအားရလားကိုကျွမ်းကျင်ပြီးလို့ယူဆလားလေးလာတဲ့ခါကျတော့တခါတည်းကြည့်အောင်ပဲလားဒါမှမဟုတ်အဲ့ဒီလေးလာတဲ့ဟာကိုဖုန်းတစ်လုံးနဲ့လေ့ကျင့်သေးလားကျွန်တော်တို့ guide မှာပြောထားသလိုလေရှေ့ဖုန်းတစ်လုံးနဲ့ကြည့်ဒီရှေ့မှာဖုန်းတစ်လုံးပါနော်screen ကလက်ကပြက်ရှေ့မှာဖုန်းတစ်လုံးနောက်ကဖုန်းတစ်လုံးနဲ့လေ့ကျင့်ပြီးတော့ကြည့်တဲ့သင်ခန်းစာကြည့်တာဖုန်းတစ်လုံးပါနော် live ပြီးလေ့ကျင့်ဖုန်းတစ်လုံးအဲ့လိုမျိုး live ပြီးတော့လေ့ကျင့်နော်အဲ့ဒါမှပိုင်ပါပေါ့နော်ဒီတိုင်းကြည့်အောင်လည်းမရအောင်နော်ဟုတ်ကိုအောင်မြတ်မို့မင်္ဂလာပါသိဝင်လာတယ်ဟောထော်နှုတ်ဆက်လို့လည်းချင်းကောက်တော့ဟောလာโอเคပိုင်ကြလား visit တွေပိုင်ကြလားခင်ဗျာဟုတ်တော်လေးတန်လည်းမိုက်ပိတ်တာမိုက်ပြန်ဖွင့်မလို့ရတယ်နော်ဟိုကျွန်တော်စာရှင်းပြတဲ့အချိန်မှာမိုက်ဟိုကလောက်ထားလို့ရတယ်ပိတ်ထားလို့ရတယ်စာရှင်းပြပြီးအဲ့လိုဆွေးနွေးတဲ့အချိန်ကျရင်တော့မိုက်ပြန်ဖွင့်ပြီပေါ့နော်โอเคဒါလေးပါကျွန်တော်ပြောတာဒီမှာလေ Facebook တွေ့လားမသိဘူးမ Facebook visit ဆိုတာလေနံပါတ်1အဲ့ဒါလေးပြောတာပါနောက်မြားတို့ error လေးထုတ်ပြညတော့မကြည့်သေးဘူးဆရာဒါပေမဲ့တော် TV တော်ဟိုဟာလေးလာပြည့်တယ်ဟုတ်ကဲ့အဲ့ဒါလေးကျွမ်းအောင်လေးလာတော့အကောင့်တွေအရေးကြီးတယ်ဘာလို့လဲဆိုတော့ဗျာအဲ့ဒါတွေပိုင်သားမှာပဲ pay error service ကိုင်တာဖြစ်ဖြစ်ကို pay ကို control လုပ်တာဖြစ်ဖြစ်ဥပမာတချို့ pay တွေဆိုဟိုဒီဟာ debate လုပ်ပြီးပြတ်သွားတာတို့ဘာတို့ပြီးလို့ရှိရင် pay error ဖြစ်လို့ရှိရင် Facebook account တွေကဟို Facebook နဲ့ချိန်ထားတဲ့ contact Gmail တွေဘာတွေတောင်းတာတို့ဘာလို့ဆိုရင် Facebook account basic ကလုံးဝပြစ်ထားလို့မရဘူးเนาะအဲ့ဒါကြောင့်အရေးကြီးတယ်တချို့တွေကြတော့ဗျာဟုတ်ကဲ့တချို့ကြတော့ basic ကိုမကြည့်ဘူးပတ်စံများရတယ်ပေးဟက်ခံပြန်လိုက်ဆို2သိန်းတို့3သိန်းတို့ပေါက်သေးရှိတာဟုတ်ပေးတကူပြန်လိုက်ပြီးဆို2သိန်း3သိန်းရတယ်ဆိုတော့သင်ခန်းစာအခြေခံနေမကြည့်တော့ဘူးပေးဟက်ခံပြန်လိုက်တခါလေးကြော်ကြည့်တာအဲ့ဒါမျိုးလည်းမလုပ်နဲ့နော်အခြေခံပိုင်းကြည့်မယ်နော် Facebook ကဟာလေးလာထားတယ်ဟုတ်ကဲ့အဲ့ဆိုရင် Facebook ကဟာလေးလာထားတယ်ဆိုရင်ကျွန်တော်တို့ဒီ Telegram လေးပါတွဲပြီးလေးလာပြီနော်သူကဟုတ်ကဲ့နီးအဟောင်းနေရတယ်ဟုတ်တယ်နီးအဟောင်းနေတယ်လုံးဝပြစ်လိုက်လို့မရအောင်အစားတော့ပြစ်လိုက်မှုပဲဒါပေမဲ့နီးအဟောင်းထဲမှာလည်းသုံးလို့ရတဲ့ဟာတွေရှိတော့တို့နှစ်ခုတွဲပြီးလေးလာပြီးမှပဲအဆင်ပြေမှာနော်ကျွန်တော် share တာလေးတွေ့လားမသိဘူးဒီမှာလေမြင်ရလားမသိဘူးမြင်ရတယ်မြင်ရနော်အဲ့ဒါပြောတာနော်မမဟုတ်ပါဘူး basic လေးလာပြီးဆိုတဲ့ဟာတွေကနော်ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်ဗျာ class ဆွဲဝင်လိုက်တာနဲ့ तू က guideline မလို့သင်ခန်းစာလေးအစင်လိုက်စီပြီးတာဆိုဟိုးပေါ်နေစပြီးလေးလာနော်အားလုံးကြားလားမသိနော်ဟုတ်ကြားတယ်ဟုတ်ကြားပါပြီဟုတ်ကဲ့အမှဒီမှာ basic သမားတွေဆိုရင်ဒီဟိုးအစနဲ့လေးလာပြီးလို့ရတယ်ဟိုးအစမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်ပြဒီမှာဆိုရင်သင်ခန်းစာများလက်တွေ့လုပ်ရင် guideline video တွေလည်းပါတယ်နော်အဲ့ဆိုရင်ကျွန်တော်အစနဲ့လေးလာရအောင်သင်ခန်းစာရဲ့လက်တွေ့လုပ်မဲ့ guideline video ကဗျာတခြားတော့မဟုတ်ပါဘူးရှေ့မှာဖုန်းတစ်လုံးထားတာနောက်ကဖုန်းတစ်လုံးနဲ့ live ပြီးလေ့ကျင့်ပေါ့နော်ဒီတိုင်းကြည့်အောင်လည်းလုံးဝမမှတ်မိဘူးနော်အဲကြောင့် live ပြီးတစ်ခါလေးလေ့ကျင့်ပေးပါဟုတ်ကဲ့
ကြည့်အောင်နဲ့မှတ်မိပြီပဲထင်တာတကယ်တမ်းကျလက်တွေ့လုပ်ရင်တကယ်မသိဘူးသူကနည်းနည်း10ဖို့လောက်လက်တွေ့လေးလိုက်လေ့ကျင့်ပြီးဆိုအထာသိသွားလိမ့်မယ် concept ပေါ့နော်သဘောတရားနားလည်သွားပြီဆိုတော့နောက်ပိုင်းကလွယ်သွားလိမ့်မယ်ဘယ်ပညာရပ်မဆိုအဲ့လိုပါပဲနော်အစာပိုင်းနဲ့လိုက်လေ့ကျင့်ပြီဒီမှာ Facebook account basic ဆိုတာလားမမ340 subscriber ရှိတယ်အဲ့ဒီက basic ကနေစပြီးလေ့လာနော်basic 1 basic episode 2ပေါ့နော်ပြီးလို့ရှိရင်3 account နဲ့pay basic setting တွေပေါ့နော် pay basic အပိုင်း1 pay basic အပိုင်း2အဲ့လိုအစင်းလိုက်လေးလေ့လာပြီးတော့နော် messenger setting အဲ့ဒီပိုင်းမှာရှေ့ဆက်တော့သွားပေါ့နော် service အပိုင်း view ရထားရင် group setting okay ပြီး TikTok setting အဲ့လိုလေးလေ့လာသွားပြီပြီး lesson 8က has been တော့ ဟုတ်ကဲ့ ဟုတ်ကဲ့အဲ့ဒါတရက်ကိုဗျာတစ်ပုတ်ဖြစ်ဖြစ်နှစ်ပုတ်ဖြစ်ဖြစ်ပိုင်အောင်လေ့ကျင့်ပြီနော်လေ့ကျင့်ပြီးတော့နားမလည်ရရှိလို့ရှိရင်ကျွန်တော်တို့ဒီ Zoom meeting တွေမှာမေးလို့ရတယ်ပြီးဆိုရင် by one တောက်ကြစနေကျွန်တော်တို့ပူရာပေးတဲ့ SMA ID share တွေမှာမေးလို့ရတယ်အများနဲ့စာမေးတဲ့ group group မှာလည်း system teacher တွေရှိမှာ Q&A session တွေပေါ့နော်အဲ့ဒီမှာလည်းမေးလို့ရပါတယ်မကြည့်ဘဲနဲ့တော့သွားမမေးနဲ့ပေါ့နော်ကြည့်ပြီးမှနားမလည်ရမေးပေါ့နော်အဲ့ဒါလေးလည်းမေတ္တာရက်ခံချင်ပါတယ်ဟုတ်ပြီနော် okay အဲ့ဆိုရင်နောက်တစ်ခုကျွန်တော်ဆက်ကြည့်အောင်အဲ့ဒီကျွန်တော်ပြောရင်နားမလည်တဲ့နေရာလေးရှိလားကျွန်တော်လေးဆက်အောင်မေးအောင်မယ်ဟုတ်မေးပါခင်ဗျာအဲ့ဒီဒီပါ Telegram ဒီjoin တဲ့နေရာမှာလေးဆက်ဆရာဆောင်တော့ပြတဲ့ဟာက member လောက်ကျွန်တော်ပြန်ဆက်တာနှစ်ခုသုံးဖြစ်တယ်340လောက်နေဟုတ်တယ်ဟို profile အဝါလေးနဲ့ပေါ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ profile အဝါလေးနော်ဟုတ်ကဲ့မ group မှာလည်းအကြောင်းအရာနဲ့ပတ်သက်ပြီးโอเคအဲ့ဆိုကျွန်တော်ဒီမှာ basic ပြီးဆိုတော့ okay ပြီးရင် secure law နဲ့ law and proven နေတယ်နော်ဒီမှာလေကျွန်တော်မြားလေးပြတာအားလုံးတွေ့လားမသိဘူးဟုတ်ကဲ့တွေ့ချက်ဟုတ်ကဲ့ပါဟုတ်ကဲ့ secure law နဲ့ law ခါမှာဗျာဒီ secure law တို့ has been law တို့ law and proven နေတယ်တို့ကဘာကြောင့် law ကြတာလဲဆိုရင်သူက policy ချိုးဖောက်လို့မဟုတ်ဘူးသူကဟိုပါပေါ့နော် overview ပေါ့ကျွန်တော်ပြောပြလို့ရှင်းပြောရရင်ဒီတခိုးတရားဝင်တဲ့ခါကျရင် law ကြတယ်ကိုယ်အကောင့် hack ခံရလို့ရှိရင် secure law ကြတယ်နော်အသေးစိတ်ကတော့သင်ခန်းစာမှာကြည့်ပြီနော်ဒါကကျွန်တော်ချုပ်ပြီးတော့ပြောပြပေးတာပါOkay secure law ကအဲ့လိုမျိုးဆို law ကြတယ်နောက်တစ်ခုကဘယ်အခြေအနေမှာကျွန်တော် law ကြလဲဆိုရင်ကိုယ်တိုင်2ယောက်သုံးတယ်ဘယ်လိုပြောမလဲကိုယ်တိုင်ဗျာ2ယောက်သုံးတဲ့ပုံစံဖြစ်သွားတာဥပမာလူချင်းမင်းကဒီ VPN line မကောင်းလို့နောက်ထပ် VPN တစ်ခုပြောင်းချိန်မိတဲ့ခါကျရင်VPN တစ်ခုဆို location တစ်ခု2ယောက်သုံးတယ်လို့ Facebook က user သွားတယ်အဲ့လိုခါကြလို့ရှိရင် law ကြတတ်တယ်နော်ဒီက business man တွေလည်းအဲ့ဒါတွေသိထားပြီနော် VPN ခါမပြောင်းပါနဲ့နော် business man ဟိုအမနဲ့ဦးလင်းထိန်လည်းအဲ့ဒါလေးတစ်ချက်လိုက်နာပြီပေါ့နော်VPN ခါပြောင်းပြီးသုံးလို့ရှိရင်ဟုတ်ကဲ့အဲ့ဒါ law ကြတတ်ပါတယ်ကိုယ်တိုင်2ယောက်သုံးတယ်လို့ user ပြီးတော့ law ချပလိုက်တာပေါ့နော်အဲ့ဒါနံပါတ်1အချက်ဟုတ်ကဲ့service ရာရဲ့အနေနဲ့လည်းဟုတ်ကဲ့တချို့တွေကဗျာကျွန်မ account hack ခံရလို့ service ရာအဟောင်းတွေတော့သိတယ်ကိုစိုးထိုင်းတယ်ပါလို့သိပြီးသားကိုဖိုးတဲ့ချန်လို့သိပါတယ်ဆရာဖိုးတဲ့ချန်လို့ဆရာစိုးထိုင်းအောင်တချို့ကြတော့ဗျာအခုမှ service စလုံးမဲ့ဆရာကိုတန်းတို့ခုနကိုဟိမျိုးလက်တို့နော်ဆရာ Larry ပေါ့နော်ဆရာအောင်မြတ်သူလားနာမည်သူတို့ကြတော့နည်းနည်းပြသွားတယ်ဥပမာ client ရဗျာဝုန်းဆိုရောက်လာကျွန်မ account hack ခံလို့မြန်လုပ်ပေးပါ hack ခံလို့ဆိုကိုကလည်း hacker နဲ့အပြန်ကျဲရတော့မှာလေလန့်သွားတက်ပြီးတော့မယွင်းဖြစ်တတ်တယ်မဖြစ်ပါနဲ့တခါကျရင် client hack ခံရတယ်ထင်တာအခုဆိုရင် client သူတို့စိတ်ထဲမှာ hack ခံရတယ် user တယ်သူကသိမသိဘူးလေဒီမှာလည်းသူကိုယ်တိုင်2ယောက်သုံးတယ်လို့ user တွေ Facebook မှာချပလိုက်တာတေချာမေးကြည့်အမ VPN ဘယ်နှခုသုံးလဲဘာလို့မေးကြည့်လိုက်အဲ့ကျန်ကျွန်မတို့ဒီ VPN ဂျန်ဂျန် VPN လိုင်းမကောင်းလို့ကျွန်မ Express VPN ဝယ်သုံးလိုက်တယ်အဲ့မှာဖြေပေါ်ပြီအဲ့တော့ဂျန်ဂျန် VPN နဲ့ပြန်ဝင်လိုက်ရင် log ပြန်ပွင့်သွားတာများတယ်သူအကောင့်ပိုင်ရှင်အစ်စ်ကို Facebook ကဒါမျိုးတွေ log ဖွင့်ပေးတယ်လေတေချာမှတ်ထားနော်ဟုတ်ကဲ့ဒီပြန်နော်ဟုတ်ကဲ့အဲ့လိုအထာလေးတည်တယ်ဆို auto confirm တို့ဘာလို့ဖြစ်သွားတတ်တယ်တိတ်မခတ်တော့ဘာလို့ဆိုတော့ဗျာဒီ secure law တို့ law and proven needed တို့သဘောတရားတွေကပုံနေပြလို့ကြာတယ်ပြီးရင်ကျွန်တော် secure law ပုံလေးထပ်ပြပေးမယ်နော်ပုံလေးပြလို့ကြာတယ်ဗျာ2ယောက်သုံးတဲ့လူ user တဲ့ခါမျိုးကြာတာဆိုတော့okay Facebook တင် Facebook ဘက်ကနေကျွန်တော်စဉ်းစားရအောင်ဒီတယောက်ကိုကျွန်တော် launch up လိုက်တယ် account ပိုင်ရှင်စစ်မှန်ကြောင်းကျွန်တော်ဖွင့်ပေးမယ်ဆိုရင် account ပိုင်ရှင်ရဲ့ handset account ပိုင်ရှင်ရဲ့ VPN အဲ့ဒါမျိုးနဲ့ပြန်ဝင်တဲ့ခါကျ log ပွင့်တာတွေ့တယ်နော်အဓိကအဲ့လိုမျိုးဖွင့်ရတာပေါ့ auto confirm တို့ဘာလို့ဆိုတာလေသူကဟုတ်ကဲ့ဒီည handset ကိုအဓိကဖွင့်ပေးတာပေါ့နော်သူနဲ့အမျိုးအစားတူတာ has been law secure law နဲ့အမျိုးအစားတူတာ has been law နော်secure law နဲ့ has been law တွေကျွန်တော် browser နေခေါ်ပြီးပြပြီခုနကကျွန်တော်ပြောတဲ့ Telegram မှာဝင်ကြည့်သင်ခန်းစာတွေတော့အသေးစိတ်ဝင်ကြည့်ပါတော့အဲ့လိုမျိုးသင်ခန်းစာတွေအကုန်လုံးကျွန်တော်တထိုင်နဲ့ရှင်းပြဖို့ဆိုရင်ကျွန်တော်
9ရက်6ရက်လောက်ဒီတိုင်းလူချင်းမင်းတို့လည်း9ရက်6ရက်လောက်ဒီ meeting မှာထိုင်ပြီးပြောပြမှာပဲအချိန်လောက်တော့များတာနော်အဲ့တော့သင်ခန်းစာကြည့်ပြီးကျွန်တော်ဒီမှာသဘောတရားနဲ့ overview ပြန်ပြောပြပေးမယ်နော် okay အဲ့ဆိုရင်ကျွန်တော်တစ်ချက်ပြကြည့်အောင် has been လို့ပေါ့နော် Facebook has been လို့ပေါ့နော် has been လို့နဲ့ secure လို့နဲ့သဘောတရားတူရနော်အခုနောက်ပိုင်းတော့ secure လို့ကကြာတာနေသွားပြီးတော့ကြာမယ်ဆိုရင်အများဆုံးအပြင်က has been လို့လည်းကြာပါတယ်အဲဒီမှာတွေ့လားမသိဘူးကျွန်တော် browser ထဲမှာပြပေးနေနော် has been လို့နော်တွေ့လားမသိဘူးမြားလေးထုတ်ပြတာတွေ့လားမတွေ့ဘူးဆိုရင်ဟိုသမားတွေက laptop သမားတွေကဒီမှာ zone ဆွဲလိုက်နော်ဖုန်းသမားတွေကနည်းနည်းလေးလက်နဲ့ဖြဲလိုက်ရင်မြင်ကွင်းရှင်းရှင်းလေးကြဲကြဲလေးတွေ့ရတယ်ကျွန်တော်တို့ live မပြပြတော့နော်တရားနဲ့တရားဟို face မတူမှာဆိုလို့နော်ရလားတွေ့လားမသိဘူး ဟုတ်တယ်ဆရာ တွေ့တယ် okay တွေ့ပါတယ်ခင်ဗျ ဒီမှာ secure has been လို့သဘောတရားတူတူပဲဒါက Facebook ကနေ account ပိုင်ရှင်တယောက်တည်းက VPN တစ်ခုသုံးပြီး2ယောက်လို့ယူဆတဲ့အခါကြာတယ်တကယ်လည်းတခိုးတွေကို account ဟတ်ဖို့ကြိုးစားတဲ့အခါကြာဒီ lot တွေနော်နားလည်လားအဲ့ဒီနားလည်လားမရှင်းတာရှိလားမရှိမေးနော်သူကအဲ့ဒီ3လ VPN နဲ့ဒီအောက်နားလေးမှာလေပြလေးတွေလားမသိဘူးတော့နောက်တစ်ခုနဲ့ပြပဲဒီအောက်နားလေးမှာဒီမှာ gas status ဆိုတဲ့ဟာလေးတွေ့လားပြလေးနဲ့ထိုးပြတယ်ကျွန်တော် arrow လေးနဲ့တွေ့လားမသိဘူးလက်ညှိုးလေးတွေ့လားမသိနော်မတွေ့ပါဆိုလို့ပါဟုတ်ကဲ့တွေ့ response လေးလုပ်ပြီးပါအောင်နော်ဟုတ်ကဲ့gas status gas status လေးနှိပ်လိုက်ပြီဆိုရင်သူကတက်ဆိုင်ရာ Gmail နဲ့ကြားတဲ့ code တို့တက်ဆိုင်ရာ Signal နဲ့ကြားတဲ့ code တို့တောင်းလိုက်မယ်ဒါမှမဟုတ်မှတ်ပုံတင်ကတ်ကိုတင်ခိုင်းလိုက်မယ်သင်ခန်းစာတွေအတိုင်းပေါ့လေအဲ့ဒါလေးလုပ်ပေးလိုက်လို့ရှိရင်ပွင့်သွားတာများတယ်အဲ့ဒါလွယ်တယ်နည်းနည်းပိုခတ်တာဒီမှာလမ်းမို့လေအဲ့ဒါကြောင့်နည်းနည်းခတ်သွားပြီလမ်းမို့ကကျတော့လုံးဝသူကဗျာ we saw initial activity တဲ့ main account မှာတဲ့ပုံမှန် model လောက်ဆောင်ကြတွေ့ပါတယ်တဲ့ this may mean that ဒါဘာလို့ဆိုလိုလဲဆိုရင်တဲ့ someone has used your account without your knowledge ဒီနေရာမှာ knowledge ကကျတော့ကျွန်တော်တို့ဟိုပါပေါ့နော်အသိဉာဏ်မဟုတ်ဘဲနဲ့သူကပိုင်ဆိုင်မှုရည်ညွှန်းပါတယ်အင်္ဂလိပ်စကားကလည်းအဲ့လိုစကားလုံးတစ်လုံးကအဓိပ္ပာယ်3ခု4ခုရှိတာ哦နော်ဒါကဘာလို့ဆိုလို့လဲဆိုရင်တဲ့တယောက်ကားတဲ့မင်းရဲ့ခွင့်ပြုချက်မရဘဲနဲ့မင်းကောင်ယူသုံးပါတယ်တဲ့နှစ်ခုလုံးကတော့အဲ့ option ပြတယ်ဒါပေမဲ့ဒီလမ်းမိုးဖြစ်သွားတဲ့ gas ဒီမှာလမ်းမိုးဆိုတာနဲ့ခွဲတာပါအပြာလေးလေနော်အဲ့မှာ gas တဲ့ဆိုရင် gas တဲ့လမ်းမိုးဆိုရင်လမ်းမိုးဆိုရင်ဒီတန်ကြိုးခတ်ပလိုက်တန်ကြိုးခတ်လိုက်လို့ရှိရင်လမ်းမိုး option ဖွင့်တဲ့ဟာနည်းနည်းလေးပိုအားစားရပါတယ်ပိုအားစားတယ်ဆိုတော့တခြားတော့မဟုတ်ပါဘူးကျွန်တော်မြုပ်လင်းနေလိုက်မယ်နော်ဒီလိုလည်းမသိခဏရမြုပ်လင်းနေလိုက်ပါโอเคအဲ့ဒါမှစီပါအပြင်မှာစီတယ်ဗါစီတယ်ဦးလေးချားတယ်ဘယ်လိုလဲမသိကလေးတွေလားရလားအဲ့ဘက်ကမြုပ်နေပြီပါလားဟိုကကျတော့ကျွန်တော်တို့3နေကြVPN နဲ့ပြန်ဖွင့်ပေးရတယ်ဥပမာဗျာကိုကလမ်းဖို့ဖွင့်တဲ့အချိန်မှာသူ second ပြောင်းလိုက်တဲ့ VPN နဲ့တော့မဖွင့်နဲ့အဲ့ဒါဆိုရင်သူက account manager အစစ်လို့သူကမယူဆတော့ဘူးသူကလေ account manager အစစ်လို့မယူဆတော့ဆိုရင်ဖွင့်နေဖြစ်သွားတယ်ဖွင့်ရတာဘူးဖြစ်တယ်နော်ခုနပြောဆိုလိုမျိုးကိုဘက်ကဖွင့်လာတဲ့ဆိုင်ရင်3နေကြ handset 3နေကြ VPN နဲ့ဖွင့်ပေးတာပို့ပြီးတော့ပွင့်လွယ်ပါတယ်ပေါ့နော်လမ်းဖို့က sorry သူတို့ account လောက်ဖွင့်တဲ့ website တွေရောက်တာဒီမှာပေါ့နော်လမ်းမို့ပေါ့နော်ဒါလေးနော်အဲ့တော့ तू ကနောက်တစ်ခုကကြတော့ဗျာလမ်းမို့ဖွင့်ဖို့အတွက်ကဟုတ်ဘာတောင်းဥလောက်နဲ့ကြော်စားပေးရတယ်ကျွန်တော်လူလူရှင်းပြောပေးမယ်နော်ဗာလဲ option ပေါ်တဲ့နေတို့ auto confirm နေတို့ဘာတို့ကအကျဉ်းချုပ်ကအဲ့ဒီဗီဒီယိုမှာကြည့်လို့ရတယ်ကျွန်တော်ဒီမှာအကျဉ်းချုပ်လေးပြောပေးမယ်နော်ဟုတ်ကဲ့ပါအကျဉ်းချုပ်လေးကဘာလဲဆိုတော့ဒီလမ်းမို့ကိုဖွင့်ဖို့အတွက်ကFacebook ကဗျာသူတခိုးဝင်တယ်လို့ယူဆထားတာယူဆထားတယ်ဆိုတော့ကျွန်တော်တို့သူ့အနေနဲ့ Facebook ကမှတ်သားထားတဲ့ device ကနှစ်ခုရှိတယ်နော်နှစ်ခုရှိရဆိုရင် Facebook AI ကဘာဖြစ်သွားလဲဆိုတော့ပြတဲ့ဖြစ်သွားပြီ तू ကဘယ် handset ကစစ်မှန် तू ကယူဆလို့မတတ်တော့ယူဆလို့မတတ်တော့ဆိုရင် तू အချိန်တစ်ခုယူပြီးတော့အဲ့ log ကိုဖွင့်ဖို့အတွက်သူ့အနေနဲ့စဉ်းစားရအောင်နော်အဲ့ log ကိုဖွင့်ဖို့အတွက် Facebook တင်အနေနဲ့ဆိုရင်ဟိုဟာဖြစ်တယ်ဒီတလိုင်းသူတို့ဘက်ကစစ်စေးတစ်ခုအချိန်တစ်ခုယူပြီးစစ်စေးတယ်ပေါ့နော်ပြီးလို့ရှိရင် account manager က log ဖွင့်ဖို့ကြိုးစားတဲ့အချိန်တစ်ခုစအဲ့လိုမျိုးဆိုမှကျွန်တော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော် device နှစ်ခုတည်းနဲ့device နှစ်ခုဆိုတာဗျာခုနက VPN ပထမတစ်ခုနောက်တစ်ခုကကျွန်တော် VPN ပြောင်းလိုက်လို့ဖြစ်ပေါ်လာတဲ့ VPN တစ်ခုဆိုပါ VPN နှစ်ခုအရာသူက account manager အစ်စ်ကဘယ် VPN ဘယ် device မှာသူကမသိတော့ဘူး device ကတစ်ခုတည်းဖြစ်ရင်ဖြစ်မှာပေါ့လေ VPN နှစ်ခုဆို location နှစ်ခုဖြစ်တာပေါ့အဲ့လိုမျိုးအခြေအနေကြရင်လမ်းမို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတတိယ VPN တတိယ device အစ်စ်ကိုပေါ်ပေးရပါတယ်အဲ့ဘာမျိုးလဲဆိုတော့အရင်ကဆိုတော့ဖုန်းအပိုတစ်လုံးရှင်အဲ့ဖုန်းအပိုတစ်လုံးမှာလုံးဝမတူတဲ့ VPN လုံးဝမတူတဲ့ location ဒီ account log in ဝင်2ရက်3ရက်နေရင်
အဲ့ဒီမူလ function ရဲ့ handset ကနေဝင်လိုက်ရင် auto confirm ပွင့်တာများတယ် but anyway အခုဆိုလို့ရှိရင်အဲ့လိုမရတော့ဘူးဖြစ်နိုင်ရင်ကိုမိတ်ဆွေတယောက်ယောက်ပေါ့နော် service က2ယောက်ရှိဆို2ယောက်လောက်တွဲလုပ်ပြီးတော့ဟို service က2ယောက်ဆိုရင်တယောက်ကရန်ကုန်မှာနေတယောက်ကမန္တလေးမှာနေပိုကောင်းတယ်အဲ့ဒီကမန္တလေးကတယောက်ကသူ့ IP နဲ့ဒီ account login ဝင်ပြီးပြီးရင်စာတစ်စောင်တင်ပြီး special request ပေါ့နော်ဒါသင်ခန်းစာတွေမှာပါပါတယ်တွက်ကြည့်လို့ရတယ်ပြီးပြီဆိုရင်ကို device ကနေဘယ်လိုကြားလဲမသိဘူးကြားအဲ့လိုကြားပါဟုတ်ကဲ့ကို device ဟုတ်ကဲ့အဲ့လိုမျိုးဟို2ယောက်တွဲလုပ်တဲ့ဆရာရှိရင်တယောက်ယောက်ကအဲ့ဒီ VPN နဲ့တစ်ခါမှဝင်မှုတဲ့ VPN တစ်ခါမှဝင်မှုတဲ့ handset နဲ့ဒီ account login ဝင်ပြီးပြီဆိုရင်သုံးနေကြ handset ကလည်း special request စာလေးတင်ပြီးတော့ login ဝင်ပြီးအဲ့လိုမျိုး device 3ခုဖြစ်သွားပြီဆိုရင် Facebook ကလည်းနည်းရှင်းသွားပြီသူအစ်စ်လဲဆိုတော့သူခွဲတက်သွားပြီသူတို့ AI လည်းနည်းနည်းအားနည်းချက်ရှိတယ်အဲ့လိုမျိုးလေးပေါ့နော်သူတို့ကအဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ auto confirm ပွင့်ဖို့လွယ်သွားပါပြီတတိယ device အကူအညီလိုတယ်ပေါ့နော်ဒါမျိုးလမ်းမို့ lock တွေကနော်ဟုတ်ပါပြီဒါတော့ overview လေးပြောပြပေးတာပေါ့နော်ရှည်သင်ခန်းစာကျတော့ကျွန်တော်ခုနကဒီ zone အစပြောခဲ့တဲ့2025 update မှာတွက်ကြည့်လို့ရတယ်နော် hello ဟုတ်ကဲ့ပါအဲ့ဒီနားလည်ကြလားခင်ဗျာနားလဲပါလေခင်ဗျာဟုတ်ကဲ့နားလဲပါတယ်ခင်ဗျာအားလည်းချင်းတစ်ခါတည်းမေးလို့ရနော် zone လေးမှာဆုံးတော့ဟုတ်ကဲ့ပါအဲ့ဒါလေးကိုတင်ဟုတ်ကဲ့ပြောစဝင်ပြီးဘက်လောက်မှာခုနဆရာပြတဲ့ဟာမျိုးလေးကြုံလိုက်ရတော့ကျွန်တော်အဲ့ဒီသေးသေးအတိုင်းလို့ကျွန်တော် trade ကြည့်လိုက်တာအဆင်ပြေသွားပါတယ် browser လေးတော့တရင်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့လိုမျိုးပဲရသွားတဲ့ဟာလေးဆိုချင်လဲဟိုပါပေါ့နော်ရသွားပါပြီဆိုတော့ one minute တာပြောလို့ရတယ်တို့တွေမှာလေ messenger group တွေမှာအဲ့ဒါမှလည်းနောက်လူတွေကအားတက်မှာပေါ့နော်တချို့ကြောင့်လည်းအားပြတ်နေတာတွေ့တယ်အရန်ခတ်တယ်ငါတို့ထင်သားမလွယ်ဘူးဆိုပြီးတော့လေအဲ့လိုမျိုးအားပြတ်နေတဲ့သူလည်းရှိတယ်အဲ့လိုမျိုးတွေတော့ရှိတယ်တခါတလေနည်းနည်းလေးဟိုနည်းနည်းလေးဟိုလောက်ကြည့်လိုက်လို့ဟိုလေး50ကလောက်ကြည့်လို့ရှိရင်ဘယ်လိုဖြစ်သွားလဲပြင်မှန်းလိုက်တာဒါကြီးရပါအောင်မလားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစိတ်လေးတော့ရှိရပါဘောဒါမဲ့ပဲအဲ့ဒီကဒီစာမစ်စာပြီးခုတော့မေးလိုက်တဲ့ခါကျအဲ့ရပြလိုက်တဲ့ဆရာတွေကလည်းဒါလေးကိုတော့ဟိုပေါ့ဟိုနဲ့ခံပြီးပြန်လေးပြောင်းပြီးတော့၎င်းbrowser လေးတစ်ခုတော့ပြောင်းတော့၎င်းလောက်ကြည့်လိုက်ပါပြီးရင်လည်းတရင်လေးပြစ်ထားလိုက်ပါအဲ့ပုံစံမျိုးလေးအဲ့ဆိုကျွန်တော်အဲ့ဒါလေးကိုအရင်လောက်ခဲ့တဲ့ပုံစံတိုင်းလောက်ကြည့်လိုက်တယ်လောက်ကြည့်တော့နောက်ပြစ်ထားပြီးနှစ်ရက်မလဲကြာဆောင်းတော့ကျွန်တော်ရိုးရိုး husband တော့ပြန်ကြပါဆရာဟိုပြန်ဖြေဝင်ပြီးတော့ custom ဖြစ်သွားပြီပေါ့နော်အဲ့တော့မှပဲID ဒီပြည့်ကျွန်တော်တို့လက်ရှိဟို VPO ပေါ့ဂျီမီကုတ်ယူမလားအဲ့ဒါလေးမှအဆင်ပြေသွားခဲ့တယ်ပေါ့အဲ့ဟုတ်ကဲ့ပါသူကဟုတ်တယ်ကိုကအဲ့လိုမျိုးမှန်ပါတယ်ကိုက log ဝင်သွားလို့လည်းဟိုဖြစ်ပါတယ်ဟို congratulation ပါခင်ဗျဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်သူကလည်းတစ်ခါကြောက်ရှင်ကိုအရင်ဖိလုပ်လို့လည်းမရဘူးFacebook ရဲ့ artificial intelligence ပေါ့နော်Facebook AI ကကျွန်တော်တို့လုပ်လိုက်တဲ့ဟိုလုပ်ဆောင်ချက်တွေ project တွေ procedure တွေကိုတစ်ချက်စောင့်နေဖို့လည်းသူအချိန်ပေးရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတခါကျ Facebook ကဗျာ Facebook AI ကလေကိုကဘယ်တော့ပဲဗျာ ID ကတ်ဒီတူတူအသေးကြုံတခါကျပွင့်ချင်မှပွင့်တာသူ AI မှာကြောင်တောင်နေထားလုပ်တတ်တယ်အဲ့ဒါကိုအားနေလို့မဟုတ်ဘူးနော်တချို့ကရောက်တော့ဟာငါအသုံးမကျဘူးရှားဆရာကြီးတော့ပွင့်တယ်ဟိုမှာတစ်စေးပဲတော့ပေါ့အခုဆိုရင်နီးတွေကဒီကိုပုံစံပိုင်ရှင်ဗျာတကယ် respect ပါအဲ့ဆရာကြီးကနေပြီးတော့သူနီးကိုပြပေးလိုက်တချို့က line လုပ်တဲ့အချိန်မှာ3-5မိနစ်လောက်နဲ့ပွင့်တယ်တချို့ကျတော့တစ်ပတ်လောက်ထိမပွင့်ဘူးဆိုတာကိုရဲ့အားနေချက်မဟုတ်အဲ့ဒါလည်းတစ်ခါလေးပြောချင်တာပါဘာလို့ဆို Facebook ကဖွင့်ပေးနေတာဆိုကောက်ဖွင့်ပေးတာဥပမာ ID နဲ့ name နဲ့ birthday date တွေမတူဘဲနဲ့ဖွင့်နေတာ Facebook AI လည်းအဲ့လိုရှိတယ်ကိုစူးစမ်းတိုင်းအရင်စူးစမ်းတိုင်းမရအောင်စူးစမ်းတိုင်းမရအောင်ဆိုလို့ရှိရင်လည်းစိတ်မလျှော့လိုက်ပါနဲ့သူကဗျာကိုရီ special request လုပ်တယ်ဆိုရင်ကိုရီတယောက်တည်းစစ်ပေးတာမဟုတ်လေဟိုမြန်မာပြည်မှာတော့မှဟိုယာနဲ့ချီရှိမယ်ကဘာမှာဆိုရင်မီလီယံနဲ့ချီရှိမယ်ဒီ husband လို့ပွင့်ဖို့အတွက်အယူခံဝင်တဲ့ project တွေအများကြီးပဲလေ Facebook တင်းမှာလည်းသူတထေးဖြစ်တဲ့အတွက်ဇူကာဘယ်ကြီးကတကယ်မီလီယံနာတထေးဆိုတော့ဝန်ထမ်းတွေအများကြီးခန့်ထားမယ်နိုင်တယ်လို့ပဲတိတ်မယူဆပါနဲ့သူဝန်ထမ်းတွေတစ်ခါကြာကြောင်နော်ကျွန်တော်ရဲ့ကျေးဇူးရှင်ကြီးကိုကျွန်တော်စော်ကားတာမဟုတ်နော် Facebook ရဲ့ဝန်ထမ်းတွေကလည်းတစ်ခါကြာတကယ်ကြောင်နေ live chat မှာဆိုရင်လည်းဗျာကိုရီနဲ့ဟိုအစည်းကတဲ့ live chat ရဲ့ဝန်ထမ်းရဲ့ ID ဆိုတေချာမှတ်ထားတယ်အဲ့လိုမှမဟုတ်ဆိုရင်တချို့ live chat တွေကကိုလောက်မတက်တဲ့ဟိုဝန်ထမ်းတွေရှိတယ် Facebook မှာလေအဲ့ဒါလေးလည်းရှိတယ်ပြီးလို့ရှိရင်သူတို့ဘက်ကလည်းဟိုပါပေါ့နော်ဟိုဒါကိုဗစ်ကာလရဲ့သတင်းတွေပါနော်ကိုဗစ်ကာလမှာသူတို့ဝန်ထမ်းအင်အားရှော့ချပြီးတဲ့ကဝန်ထမ်းအင်အားထပ်မဖြည့်တော့သူပတ်စံမထုတ်ချင်တာဖြစ်မှာနော်ဇူကာဘက်ကြီး YouTube ရဲ့ support တွေပါတယ်အဲ့လိုမဟုတ်နော်ကျွန်တော်တို့ YouTube ရဲ့ဟို channel တွေ hack ခံရဆိုလုပ်ပေးတာသိချမြန်တယ် Facebook ဝန်ထမ်းတွေပါဆိုလုပ်ပေးတာတွေပါကြာတာဆိုတော့ကိုယ့်ရဲ့အားနဲ့ချက်ကြီးပဲမဟုတ်ပါဘူး Facebook ကအဲ့လိုပုံစံမျိုးပါ monetization ဆိုတော့ဗျာ flat content တွေနဲ့ကောက်ပိတ်ပလိုက်တာတော့ဘာလို့စီမမညီပဲနဲ့ဘလောက်ပဲစူးစမ်းကိုလောက်မစူးစမ်းမနဲ့ရချင်တဲ့သူတွေရပြီကိုကြတော့ဘလောက်ပဲ policy လိုက်တာမရချင်ရင်လည်းမရဘူးအဲ့ဒါကိုနဲ့မဆိုင်နော် Facebook တင်းရဲ့
သူတို့ရဲ့ဒါပုံမှန်လည်းပြောရင်နည်းနည်းအလုပ်လုပ်ပုံနည်းနည်းအားနေချက်ပေါ့လေဒါကိုအောင်ချမ်းမေးလို့ပါဆိုလည်းပြောတယ်ဗျာ YouTube channel hack ခံရတော့ဆိုရင်သူ YouTube ကပြန်ရတာများတယ် double power မြန်မာတို့ Facebook ဆိုရင်ရတာနည်းတယ်เนาะဒါလေးလည်းတချို့စူးစမ်းနေဘာလို့မရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဟိုပြောပြပေးတာပါเนาะဟိုကြားကြလားမသိဘူးခင်ဗျာ ဟုတ်ကဲ့စားပါတယ်ခင်ဗျာ ဟုတ်ပါတယ်ခင်ဗျ အဲ့နော်လုံတိုင်းလည်းမရအောင်ဆိုရှင်တိတ်အားမပြတ်နဲ့ကိုကဒါကြီးလုံးလို့မရတော့ဆိုရင်ဖားလိုက်လွယ်တဲ့ဟာတစ်ခုသွားလို့လွယ်တဲ့ဟာတစ်ခုသွားလို့ရှင် motivation ပြန်ဝင်သွားတယ် sorry လွယ်တဲ့ဟာတစ်ခုသွားလို့ပြီးရင်ဟာရဝိုင်းဆိုပျော်သွားမယ်အဲ့လိုပျော်သွားတဲ့အချိန်ကျမှဟိုမှာခုနပြစ်ထားတဲ့ log ကိုသွားပြန်ကြည့် log ကပွင့်နေလေကိုစွတ်ဖိလုပ်နေလည်းမရအောင်မဗျာ special request စာတွေထပ်တင် option တွေ device တွေခဏကူပြီးထပ်လုပ်ရင်ဟိုရချင်တော့ねကိုကအချိန်များသွားတဲ့အခါသူကဟိုစာတင်တဲ့အခါကျရင် spam ပေါ့နော်လုံးဆောင်ချက်တစ်ခုထပ်လုံးဆောင်ခြင်းspam ကနေအခက်မသိဘူးဆိုရင် violation သူတို့စိတ်မထင်ကူးပေးလိုက်အဲ့လိုမျိုးဆိုရင်ကိုအသေးလဲကြိုးစားတာအချိန်ကြီးများသွားရင်သူတို့မှ limit ထည့်ရလို့ခေါ်တယ်ပေါ့အဲ့လိုပုံစံနဲ့ရှိရနော်အဲ့လိုပုံစံမျိုးဆိုတော့ဆိုတဲ့အခါကျဟုတ်ကဲ့နောက်တဲ့ဟုတ်တယ်အရင်လုံးလို့မရဘူးတရက်မှ2ချိန်လောက်ဆိုရမယ်အဲ့ထက်များသွားရင်ထားတော့ဗျာကျွန်တော်ကဒီမှာနောက်တော့ကျွန်တော်ကိစ္စတစ်ခုကြောင့်ဗျာတရားရုံးသွားတယ်ခွဲသွားပြီဆိုရင်ကျွန်တော်ကတရားသူကြီးကိုဒါလုပ်ပေးပေါင်းဒါလုပ်ပေးပေါင်းဒါလို့ဒါမှမဟုတ်ကားသွားပြင်တယ်ဗျာ workshop သွားတယ်ဒီကားမရသေးလားကားပြင်ပြီးပေါင်းကားပြင်ဒီမှာဗျာအထဲမှာဆိုအိတ်ဇောတွေပေါက်နေပါညာကိုခဏနားသွားစားနေဒီ workshop ပန်ရှင်ကြီးကဘဲလုပ်ပေးချင်တော့မယ်ဒီကအလုပ်သမားတွေနော်အဲ့လိုပဲ Facebook တင်ကိုကစားတွေပို့လို့ရှိရင်တို့အမြဲမကြည့်တော့ရင်မလုပ်ပေးတော့အဲ့တော့ဘယ်လိုရှိရင် VPN တွေ device တွေ auto confirm တွေ browser တွေနော် Japan location Japan VPN တွေKiwi wiki browser wiki တဲ့ Kiwi browser ခဏကစားတာများသွားလို့ရှိရင်တော့မဖွင့်ပြီးတော့အဲ့လိုမျိုးဆိုတော့ဒီခါကျတော့လည်းအရန်ရတဲ့တော့လည်းအရန်မလုပ်ပဲနဲ့စိတ်အေးလေးထားပြီးတော့သတ်မှတ်တဲ့2ချိန်3ချိန်လောက်ပြည့်ပြီးခဏပြစ်ထားလိုက်9ရက်တန်ဒီမရသေးတစ်ပတ်တန်သူတို့စစ်ပါလေသူတို့စစ်ပြီးပြန်ဖွင့်နေဆိုရင်ရတခြား project သွား try အဲ့ project ကြီးပဲ try ပြီးတော့ကိုကဘာမှမလုပ်ပဲနဲ့အဲ့ဒါကြီးပဲ try နေတယ်တပတ်ပြည့်ပြီဆိုရင်ဟိုဘက်ကလူက2ခု3ခုလုပ်ထားတဲ့သူကအဲ့2ခု3ခုတည်း project 2ခုလောက်အောင်ရင်သူကတပတ်ပြည့်ပြီဆိုရင် income လည်းရပြီစိတ်ချနေမှုလည်းရပြီဒီဘက်ကတယောက်ကျတော့ဒီတစ်ခုပဲမရမချင်းထိုင်လုပ်နေတာဖြစ်တဲ့အတွက်ဒီတစ်ခုမရအောင်ဆိုရင်သူစိတ်ကျသွားတယ်အဲ့လိုအကွက်လေးလည်းရှိရနော် ဟုတ်ကဲ့ ဒီဆရာစိုးထိုင်အောင်လို့ဆရာဟိုအားလို့ဆိုတီးပြီးသားပဲဆရာပိုးစံရဆိုတာအခါတွေနားလည်နေပြီလုပ်ငန်းအလုပ်ကတင်ပြီးသွားမှာနော်ဒီထဲမှာဆရာအသစ်အနေနဲ့လုပ်မဲ့ဆရာဆရာမတွေပြီးပြီဆိုရင် business man တွေ business woman တွေကြတော့အဲ့ဒါတွေနားမလည်ဘူးဆိုရင်နည်းနည်းစိတ်ရှုပ်သွားနိုင်တယ်အဲ့ဒါလေးလည်းပြောပြပေးရနော်ဟယ်လိုဟုတ်ကဲ့ကြားပါတယ်ခင်ဗျာဟုတ်ကဲ့ပါတန်းနိုင်တယ်တော့စိတ်တော့တန်းနိုင်တော့စိတ်ရှိတော့ဟိုတင်လေးပါဗျာဟုတ်တယ်အဲ့လိုမျိုးနော်စိတ်ရှိပြီးတင်စိတ်ရှိပြီးတော့တေချာကျိုးစားရနားပေးရအောင်ဆရာရဲ့တခါလေလည်းကိုကဖြစ်တယ်ဆိုနားပေးရတယ်ပေါ့နိုင်ကိုအနားပေးလိုက်ဟုတ်တယ်ကိုအနားပေးရဟုတ်တယ်ခင်ဗျပြောလုပ်လိုက်တယ်နည်းနည်းလေးစိတ်ပြန်ရလာဆိုရင်ပြန်ပြီးတော့ trade ကြည့်တာပေါ့အဲ့လိုလုပ်တယ်ဟုတ်တယ်ခင်ဗျအဲ့လိုမျိုးပေါ့နော်လူကလည်းကိုအနားပေးရတယ်လို့ Facebook တင်လို့လည်းကိုကလည်းအဲ့လိုမျိုးအနားလေးနည်းနည်းပေးရတာပေါ့နော်အရင်ကြီးသွားပြောနေလို့တော့မရနော်ဟုတ်ကဲ့ဒီမှာ service ဆရာအနေနဲ့ရက်တည်မဲ့သူတွေ business man ဦးလေးထိုင်နေလို့ business man business woman တွေဆိုလို့ရှိရင်လည်းဒါတွေသိထားမှကိုယ့်အကောင့်တွေလော့ကြရင်ဒါဖြင်းနီးအထာလေးသိမှာပေါ့နော်တန်းသားဟောင်းတွေတော့ဒါတွေကအလုတ်ကတင်သွားပါပြီတစ်တွေကြတော့အနာမနည်းနည်းရွာလေးမှာသူတို့တခါလေးပြောပြပေးတာပါနော်နားမလည်တာရှိလားရှင်းပြီနော်မလဲပါလေပဲဟုတ်ကဲ့ပါโอเคနောက်တစ်ခုကကျတော့ disable lock okay disable lock ခုနကနည်းနည်းတော့ပြောပြီးပြီno info account line တွေလည်းဒါပါပြီးပြီနော် okay disable lock ကျတော့ကျွန်တော်ဖြည့်နည်းတွေကဟို public မှာ ਨੇ free ဆိုတော့အကုန်လုံးလည်းဖြည့်တတ်ကြမှာဖြစ်မှာလေဟိုဖြည့်တတ်ကြလားမဖြည့်တတ်တဲ့သူတွေရှိလားအခုနေသေးတယ်လေအခုနေ request သွားလုပ်တဲ့စာတွေကသူကသူနဲ့တချို့ service ဆရာတွေမအပ်တော့ဘဲနဲ့တချို့ normal user တွေနီးတီကတော့ကိုယ့်ကိုကျုံနေကြပြီလေအဲ့လိုမျိုးဆိုတော့ Facebook တင်အနေနဲ့ဆိုလဲသူတို့ဟုတ်ကဲ့သူတို့စီမှာစစ်ဆေးဖို့ကအများကြီးဆိုတော့ဟိုစပြီးတော့ဒီနီးစပြီးတော့ပေါ်ကားစားကားဆိုရင်တော့ပွင့်လာများတယ်အခုနောက်ပိုင်းတော့ဆရာ channel ပြောသလိုပွင့်လာတယ်နည်းနည်းရေတွက်တွေနဲလာတယ် info ဆိုရင်တော့မှပွင့်ချင်မှပွင့်တော့တယ်နော်အဲ့ဒါလည်းစိတ်တက်မကြနဲ့နော်တချို့တွေကလည်းအဲ့ဒါစိတ်တက်ကြသွားတယ်ရှိတယ်ဟိုမှာဆရာကြော်စင်တော့ပါဆိုစိတ်တက်ကြသွားတယ်ကျွန်တော်ကြားဘာလို့မရရလဲလို့ပါလဲဆရာတချို့ဆရာလည်းဖြစ်ဘူးတယ်ဆရာဟုတ်ကဲ့ပြောပါခင်ဗျာကိုနဲ့မဆိုင်ဘူးနော်ဟုတ်ကဲ့ပြောဟုတ်တယ်အဲ့လိုမျိုးဒီ disable lock ကတော့ကျွန်တော်လည်းအချက်မှတော့မရသေးဆရာလေးကျွန်တော်ဒီအရင်မှာ client လာတာလည်း disable lock တွေရှိတယ်ဒါပေမဲ့မရတော့လည်းဆရာပြောလို့ဒါကြီးရတရားခံလို့ရမယ်လို့လည်းမသိကြဘူးအဲ့တော့လည်းစိတ်ထဲမှာဒါကြီးတော့စိတ်မပြစ်ပါဘူးကိုကတော့ကိုလုပ်ဆရာရှိတော့ကိုလုပ်ရမယ်ကိုတောင်းမယ်စမ်းကြည့်ရမယ်ထွေးကြည့်ရမယ်အဲ့တော့ကျွန်တော် disable lock တွေကတော်တော်များများရှိတယ်ဒါပေမဲ့တစ်ခုတော့ problem မပြတ်ဘူးဟုတ်တယ် disable lock တွေနော်
ဟိုဒီလိုပဲလုံးဝဆောင်းမပြန်တော့ ဟုတ်တယ်နော်ခုနောက်ပိုင်းလုံးဝမပြန်တော့ဘူးနော် လုံးဝမပြန်တော့ပြန်ဟိုဗရေတူတယ်နေတူတယ်ဆိုရင်တော့မပြန်တော့ဘူးစား ဟုတ်တယ်တင်တာတွေများသွားတော့လေနော်အဲ့လိုမျိုးဖြစ်သွားတယ်ကျွန်တော်ဆိုအစားဖြစ်ကစားတော့2កောင်3កောင် ဟိုကကျွန်တော်ထင်တာကတော့ဟိုကကျွန်တော်ထင်ကြတော့ဆိုရင်သူကသိတဲ့လူက public မှာချပြလိုက်တော့အဲ့ဒီဟိုက user တွေကလည်းလာမှန်ပဲကိုယ့်အောင်ကိုလုံးလောက်ထားရတယ်ရှိတယ်နောက်ပြီးတော့ service သမားတွေကလည်းပို့တင်တာရှိတော့လူများသွားလို့များမချပြတော့တာလိုလည်းမသိ ဟုတ်တယ်တင်တဲ့ လူများ ဟုတ်တယ် Facebook တင်ဘက်ကစဉ်းစားမယ်ဆိုရင်လည်းသူတို့ဒီလောက်ဖောင်နေအများကြီးဆိုလို့ရှိရင် AI နဲ့ပဲစစ်ပါအောင်ဒီရက်ကိုထောင်တော့ပဲ AI နဲ့စစ်ခိုင်းနော်ဘယ်လိုပဲစစ်ပါဟိုဘယ်အချိန်လောက်လဲနော်သူတို့ဘက်ကကြည့်မယ်ဆိုရင်နော်ဇူကာဘက်ကသာသူ့ရဲ့တင်းဆိုဗျာ YouTube လိုမျိုး special တွေ upgrade update တွေလုပ်ပေးမယ်ဆိုတော့ AC ပဲပေါ့ပြောဖို့ကောင်းတာပေါ့နော်တကယ်မှာ YouTube service တွေ share ကောင်းတယ်တချို့ business man တွေဆိုလို့ရှိရင်တချို့တာမန်အသုံးပြုသူပဲဖြစ်ဖြစ်သူတို့ကဘာမှမညှိတာမညှိဘဲနဲ့ဟိုညှိတဲ့သူတွေကပတ်စံဝင်တာမပိတ်ဘဲနဲ့မညှိတဲ့သူတွေကပိတ်ချင်ဖတ်ပိတ်တယ်တကယ်အဲ့ဒါပြောတာ Facebook ရဲ့ဟာတွေကလည်းအဲ့လိုပေါ့နော် service တွေကလည်းပြည့်တော့ပြောလို့မရပါဘူးနော်သူတို့မရှိရင်ကျွန်တော် service တွေပဲလုပ်လို့ရမှာနော်ကျေးဇူးရှင်တွေပါပဲဒါမဲ့ဒါနည်းနည်းပြောပြတာပါကိုအတန်းသားတွေ Facebook အလုပ်လုပ်ပုံနည်းနည်းနားလည်အောင်ပေါ့နော်နားလည်ပြီးသားသူတွေလည်းပါပါတယ်နားလည်ပြီးသားသူတွေဟုတ်ကဲ့ ဟိုလေကျွန်တော်တခုတော့မေးရင် ဟုတ်ကဲ့မေးပါခင်ဗျ ဟိုလေကျွန်တော်အဲ့ husband ကလေပထမဆိုရင်ဒီဟို gas တွေပဲနေတယ်သူကမေးကုတ်တို့ဖုန်းကုတ်တို့ပါတောင်းတယ်လေအဲ့ဒါကိုအဲ့ဒီမေးနဲ့ဖုန်းကုတ်မရှိတော့ရင်ပထမဆိုရင်ဟိုပါပေါ့ဒီ ID option ပေါ်တဲ့နေရှိရအဲ့ဒါနဲ့ပေါ်လို့ရတယ်ခုနောက်ပိုင်းအဲ့ဒါမရတော့တာ link သေးသွားတာဘယ်လိုဖြစ်လာလဲ ဟုတ်တယ် link သေးသွားတာအဲ့ဒါလေးကျွန်တော်တို့ birthday chain birthday chain application link နဲ့အတူတူနောက်ထပ်အတနာခန့်စာတင်တဲ့ link တစ်ခုရှိတယ်အဲ့ဒီသင်ခန်းစာအသစ်ကလေးကျွန်တော်တို့တင်ပေးမယ်နော်ကျွန်တော်အဲ့ဒါလေးစမ်းနေတယ်ဟိုစမ်းတာ3កောင်လောက်မှ2កောင်လောက်တော့ပြန်ရတယ်ဆိုတော့လေလည်းနည်းလုံးဝသိကြပြီဆိုကျွန်တော်တင်ပေးမယ်နော်ဆရာဆုထိုင်အောင်တို့အတွက်2025 class မှာ join လာပြီနော် ဟုတ်ပါဗျာ join တယ်ကျွန်တော် ဟုတ်ကဲ့ပါဟိုကျန်တဲ့ဆရာခံပုံးပြေ Zoom user ဟုတ်ပေါ့နော်ဒါကျွန်တော်လက်ရှိလာတင်နန်းတော့အရင်ကကျွန်တော်တက်ဖူးတယ်ပေါ့ဒီဟိုပေါ့ဒီစစ်ပိုင်းပေါ့ဒီလိုမျိုးဆွေးနွေးတယ်ဆိုမရှိတော့ right ပြန်လာတယ်မေးတာစမ်းတယ်ဆိုရှင်းလဲတိတ်ပြီးတော့အားမရခဲ့ ဟုတ်ကဲ့ ကိုကတင်နန်းတက်တယ်ဆိုပေမဲ့လည်းဒီတင်နန်းမှာနားမလဲတာလေဖြစ်ခက်ခဲတစ်ခုခုလုံနေမရတာလည်းရှိငယ်နောက်ပိုင်း policy အရာနီးတစ်ခုပြန်ပြောင်းလာတာမျိုးပေါ့ဆရာတို့လို update ချတယ်မျိုးပေါ့နော်အရင်ကတော့တင်နန်းတက်ခဲ့ဘူးဒါပေမဲ့ update တွေကိုကျွန်တော်တို့ကမရဘူး ဟုတ်ကဲ့ မရတော့နီးအဟောင်းနေနဲ့ကျွန်တော်တို့ကထိန်ရတယ်အရင်တော့ဆို ဟုတ်တယ် တော့အဲ့လိုမျိုးအဲ့လိုဆိုတော့တစ်ခါတလေကြာရင်စဉ်းစားတယ်ကိုတိုင်းလည်းသိတယ်တကယ်တမ်းဒီအလုပ်ကတော့ဘလို့မှနီးအဟောင်းဆိုတာမဖြစ် policy တစ်ခုကတနေ့ပြောင်းနေပဲအရာမလို့အသစ်ဆိုတာရှိရမှာဒါပေမဲ့တချို့အရာတွေကလည်းတင်နန်းမှာအပြီးတော့အသစ်မလာဘူးလေပြီးသွားပြီပေါ့ဆိုတော့လည်းကိုဒီအခုလိုမျိုးစုံတွေ့ရခါကျနည်းနည်းဒီဘက်မှာကျဟိုအားရှိသွားတာပေါ့နော်ဟို အားရှိတာ အသစ်တစ်ခုလာအသစ်တစ်ခုချပေးလိုက်တယ်ကိုမသိရတယ်ဆိုလို့ရှိရင်လည်းကိုချက်ချင်း reply ပြန်နိုင်တဲ့ဆရာတွေလည်းအလုံးမရှိတယ်ဗျတကယ်လို့ဟိုအားနာတယ်ဆရာတွေဆိုတဲ့အားလုံးကသူ့လောက်ကိုစီလေးလောက်ကြတာလေကျွန်တော်ဆိုလို့ရှိရင်လည်းအမြဲတမ်းစဉ်းစားတယ်မမေးခင်တည်းကသူတို့မှလည်းကိုစီလုံးနဲ့ကျွန်တော်မှလည်းကိုစီလုံးနဲ့ဆိုတော့ကိုကလည်းအင်မတန်ကြီးကိုဟိုကပြပဲမေးလိုက်တယ်ပေါ့သူတို့ကလည်းဟိုဆရာတွေအားလုံးကလည်းသူ့လောက်ကိုစီနဲ့လေအကြိုင်အားနာပါတယ်တကယ်လည်းမေးပြီးဆိုလို့ရှိရင်လည်းသူတို့ဂျင်းတဲ့ကြတော့ရောက်ပြီးမေးလိုက်တာအားဆိုလို့ရှိရင်အားနာလို့မမေးဘူး ရပါတယ်အားမနာနဲ့တော့ဒီ assistant teacher ဆရာအောင်စောရယ်ဆရာရမဲထွန်းရယ်ဆရာတီဝရယ်ဆရာပြည်စုံရဒီ teacher တို့အကူအညီတောင်းပြီးတော့ခန့်အပ်ထားတဲ့ဆရာတွေဆိုတော့လေဒါတို့ရဲ့ဘယ်လိုပြောမလဲ job ပဲပေါ့နော်သူတို့လောက်ရမယ်ဒီ teacher စေနာလည်းထားကြပါတယ်တကယ်လည်းကျေးဇူးတင်ပါတယ်သူတို့ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းဆောင်တာတခုပဲဆိုတော့ဟိုအားနာစရာမလိုပါမေးလို့ရတယ်နော်ဘိုင်ဝမ်းသွားမေးလည်းရတယ်ဆရာရဲမဲထွန်းတို့ဆရာတီဝါတို့ဆိုရင်ဆရာပြည်စုံကျတော့ဦးစင်းဝိတ်ကြီးနေဆိုတော့လေသူ့မှာကလေးတွေစာသင်ပေးတဲ့အချိန်ဆရာပြည်စုံတယောက်ကလည်းလို့ကျန်တဲ့ဆရာတွေကတော်လေးမေးလို့ရပါတယ်အဲ့လိုမျိုးကျွန်တော်ခန့်ထားတဲ့ assistant teacher မဟုတ်ဘူးခုနကမျိုးဆရာစိုးတိုင်အောင်ကို senior ရတယ်ဒီမှာဆရာ90ကျန်ရှိတယ်ဆရာစိုးတိုင်အောင်ရှိမယ်နောက်တစ်ယောက်ကဆရာစိုးတိုင်အောင်ဆရာချမ်းလင်းဆရာခံပုံပြည့်ချင်လေးဦးဒီထဲမှာပါတယ်ပေါ့နော်ဆရာအောင်မြတ်မိုးကျွန်တော်နည်းနည်းသတိမထားမိတာဟိုစားပဲကျွမ်းကျင်ပြီလားမသိဘူးနော်ကျွန်တော်နည်းနည်းပြန်သွားရင်ဟိုခွင့်လွတ်ပါ forgive me ပါနော်စားပဲဆရာတွေပါသေးလားဒီထဲမှာ Zoom user ညမလေးอ่ะဒါလူသစ်လေးလားတစ်ချက်ပြောပြအောင်လူသစ်တယ်နော်ကျွန်တော်ဟုတ် Zoom user နဲ့ကိုအောင်မြတ်မိုးနဲ့ရောလူသစ်တာမသိ တော့တနေ့လောက်ရှိပြီတန်ဟုတ်လားဟို
စားပဲနယ်ပယ်မှာအလုပ်လုပ်တာလားကို business နဲ့ကို run ကြတာလားလူချင်းနဲ့ပြောတာလေ ကိုပေးနေဆန်ပေးပေါ့အဲ့လောက်ပဲပြောတာ ဟောကို business မှာပဲပေါ့ကိုပေကိုကင်တွေ့ဖို့တာနော် zoom user ညီမဟော တယ်လူတယ်လေးပါရှင် ခင် တ ဗျ ပန်းသာမပြီးသေးရရှင် ရဝဲသူလားမသိတပတ်မပြည့်သေးပြပြောနော် hello အော်ပိတ်ပါအော်ပိတ်ပါအတမပိတ်ပါ okay okay ဘာပြောမသိတပတ်မပြည့်သေးပြောတာမသိအော်လူသစ်တွေပေါ့နော်အဲ့ဆိုနော်အော် okay ပါအော်မို့ကိုချမ်းလေးဆိုအမလားမသိဘူး ဟုတ်ရဲ့ဆရာ အော်ဘိတ်သူနည်းနည်းရုပ်ပြောင်းနေလို့ရောနေ okay okay အဲ့ဒါပြန်ဆွဲမယ်နော်ခုနဆရာတွေဆွေးနွေးသွားတယ်ပတ်သက်ပြီးနားမလည်ဘူးဆိုလည်းသွားမေးလို့ရနော်ဒါလည်းဒီဆရာသုံးဦးသူတို့ပြောင်းတဲ့တယောက်နော်ကြားလားမသိဘူးခင်ဗျာ ကြားပါတယ်ကြားပါ ဟုတ်ကဲ့ကြားပါတယ်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဟိုဒီထဲမှာလေနည်းနည်းကျွမ်းကျင်ပြီးသား advanced level သမားတွေကနည်းနည်းလေးစောင့်နေကြပါအောင်နော်ကျွန်တော် basic ကလေးတစ်ချက်ပြန်ပြပေးမယ်နော်ဟိုအခုမှလူသစ်လေးတွေများတာဆိုတော့ senior တွေကတစ်ချက်ဟိုစောင့်နေကြပါအောင်နော်နောက်ခဏဆရာခတ်ပုံလို့ဆရာစိုးထားဆရာပိုးတကြံဆရာချမ်းလင်းလို့နော် ဟုတ်ကဲ့ပါဆရာဟုတ် ဟုတ်ကဲ့ပါခင်ဗျာနည်းနည်းလေးတိခံပြီးတော့စောင့်နေကြပါကျွန်တော် basic လေးတွေတစ်ချက် normal user လေးအတန်းသားတွေပြပေးရမှာဆိုတော့ okay ဟုတ်ဆွဲအောင်2025 class မှာ no info line တွေပါတယ်အရင်နီးအဟောင်းတွေလည်းအခုဒီသုံးလို့ရတဲ့နီးတွေပါတယ်အခုဆိုလို့ရှိရင်လေကန်ကောင်းတာတကွာအဲ့ device ကုန်းနေကြ handset မရှိဘူးဆိုတော့ info ပွင့်တဲ့ဟာတွေရှိတယ်တချို့အကောင့်တွေလောက်ကြည့်ပါဒါပေမဲ့မကောင်းတဲ့နေရာမှာတော့မသုံးနဲ့ပေါ့နော်ဒါမကောင်းတဲ့နေရာမှာမသုံးနဲ့နော်ဥပမာဗျာဟိုသုံးနေကြ handset မရှိလို့ client က Gmail ဖုန်းနံပါတ် password မရှိဘူးဟိုပါနော်ဟိုပါသူသုံးနေကြ VPN အတိုင်း live တူအောင်လို့အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ basic ကရင်စပြီမယ်နော် basic မှာဆိုရင်ဒီထဲမှာ basic သမားတွေအတွက်အဓိကစပြီးပြောပေးပါမယ် no info account လိုက်နေရကျွန်တော်တို့ Gmail no info ဆိုတာကျွန်တော် Gmail မရှိဘူးပါနော်ဒီနေ့လေးမှတွေ့လားမသိဘူးဒါစေးပဲအောက်ပါလေ no info account လိုက်နေဆိုပြီးတော့ဟုတ် တွေ့နော် okay ဟုတ်ပြီခင်ဗျno info account လိုက်နေဆိုတော့ကျွန်တော်တို့ Gmail မရှိဘူးဖုန်းနံပါတ်မရှိဘူး password မသိဘူးအဲ့ဒါပုံမှန်အားဖြင့် no info ပေါ့နော်အဲ့ဒါပူနားလမ်းတင်တော့ Gmail မရှိဘူး Facebook account တစ်ကောင်ဗျာအဲ့ Facebook account မှာကျွန်တော်တို့ Gmail ချိန်ထားတဲ့ Gmail ကဘာမှမသိတော့ဘူးရှိမယ်ကိုယ့်ကိုမှတ်မိရလည်းဖြစ်မယ်မမှတ်မိရလည်းဖြစ်မယ်လုံးဝပြုတ်ပြီးတော့ Gmail မချိန်ထားပဲဖုန်းနံပါတ်နဲ့ချိန်ထားလည်းဖြစ်မယ်အဲ့နားလေလားမသိဘူးနော် Facebook account မှာလေကျွန်တော် Gmail ချိန်တယ်မလားအဲ့ဒါပြောတာနော်Gmail မချိန်ထားဘူးဖုန်းနံပါတ်ကချိန်ထားလည်းချိန်ထားမယ်မမှတ်မိဘူးအဲ့အကြောင်းအရာနှစ်ခုတည်းတစ်ခုပေါ့ချိန်လည်းချိန်ထားမယ်ချိန်ထားတာကိုယ်မှတ်မိရလည်းဖြစ်မယ်ဒါမှမဟုတ်မချိန်ထားလည်းဖြစ်မှာပေါ့အဲ့လိုမျိုး Facebook account မှာချိန်ထားတဲ့ Gmail တွေဖုန်းနံပါတ်တွေ password တွေကိုကဘာမှမသိတော့ဘူးဘာတွေချိန်ထားကြလဲမှလည်းမသိတော့အဲ့ဒါ no info ပေါ့နော်အဲ့လိုမှတ်ထားလို့ရပါတယ်ဒီလိုအပြင်နော်အဲ့တော့ကျွန်တော်ဒီ account တစ်ကောင်ယူမယ်ဆိုရင်ကျွန်တော်တို့က Gmail ချိန်ထားမချိန်ထားဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်ချိန်ထားဒါမှမဟုတ်ဆိုရင်ကျွန်တော်ချိန်ထားခဲ့တဲ့ password မှတ်မိအဲ့ဒါမှတ်မိဆိုရင်ကျွန်တော်တို့ကလိုက်ရခတ်သွားပြီအဲ့ဒါဆို no info လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒီနားလဲနော်အဲ့ဒါကြောင့်ကျွန်တော် screenshot ပြပေးလို့မရဘူးသူကသဘောတရားဟိုအတိမရတယ်ဖုန်းနံပါတ် password အပြင်အဲ့ဒီ Facebook account သုံးနေကြကျွန်တော်တို့လက်ထဲမှာကင်ထားတယ်သုံးနေကြ handset ပါမရှိတော့တာအဲ့ဒါကြတော့ပိုခတ်သွားပြီ no info ပါသုံးနေကြ handset ရှိရဆိုရင်ကျွန်တော်တို့ကအဲ့ဒီ account ကိုbrowser မှာထားပါတော့ page ချပြီးတော့ Gmail page တစ်ခုချပြီးကျွန်တော်လိုက်လို့ရတယ်ကျွန်တော် sample ဥပမာလေးတစ်ခုပြရမယ်ဘာလဲဆိုတော့ကျွန်တော်ဒီမှာထားတော့ Mozilla browser ကျွန်တော်ဝင်လိုက်မယ် Chrome လိုက်ရနော်ဒီပေါ့နော်ကျွန်တော် Chrome browser မှာဖြစ်ဖြစ် Facebook browser မှာဖြစ်ကျွန်တော်ဟိုကလောက်ရမယ် Chrome browser မှာဖြစ်ဖြစ်ကျွန်တော်ပြန်ပြပြီမနော် share ပြန်ပြမယ် Chrome browser မှာဖြစ်ဖြစ်ကျွန်တော် Facebook browser မှာဖြစ်ဖြစ်ဟိုဝင်ရမယ်ပေါ့ဗျာဟိုဝင်ရမယ် login ဝင်ရမယ်နော်ပြန်တွေ့ပြီနော်အဲ့နေရာထိသွားတဲ့ဟာလည်းကျွန်တော်မပြပြီးတော့နော်သိတယ်မလား browser မှာဗျာ www.facebook.com ဆိုရိုက်လိုက်တာနော်ဒီလားအဲ့ဒီသွားတက်လား ဟုတ်သွားတတ်ပါတယ် မသွားတက်တဲ့သူတွေပါလားမသွားတက်တဲ့သူတွေပါလား တော့တတ်ပါတယ်ဆရာ သွားတက်တယ်နော်အကုန်လုံးသွားတက်တယ်နော်မသွားတက်တဲ့သူဆိုတော့ဒီဒါလူတက်ချင်းဖြစ်မဖြစ်ဘူးဆိုရင်ခုထိသင်ခန်းစာအခြေခံနေမကြည့်ရသေးတဲ့သူဖြစ်လိမ့်မယ်နော်โอเคအဲ့လိုမျိုးလေးနေရာရောက်မယ်ဗျာအဲ့လိုနေရာရောက်ပြီဆိုကျွန်တော် forgot password လေးနှိပ်ပေးလိုက်ဒီ forget လေးနှိပ်ပြလိုက်နော်
forgot password နေပြီဆိုရင်ကျွန်တော်တို့က client ကသူကဖုန်းနံပါတ်လည်းမသိတော့ဘူးဗျာGmail လည်းမသိတော့ဘူးဗျာဖုန်းနံပါတ်လည်းမသိတော့ဘူး Gmail လည်းမသိတော့ဘူးဆိုတော့အရင် password အဟောင်းလည်းမသိတော့ဘူးမသိတော့ဆိုလို့ရှိရင်သူ့ကိုတစ်ချက်မေးပေးရမယ်အမကြီး Facebook account နဲ့ချိန်ထားတဲ့ဖုန်းနံပါတ်တွေ email တွေမသိတော့ဆိုရင်အမမှာ account link လေးရှိလားaccount link လေးရှိလားသူမေးaccount ကတော့ရှိတယ်အဲ့ဒါတခုတော့သူမှာကြံနေတတ်တယ်တကယ်လို့ Gmail တွေမရှိတော့ဆိုရင်သူမနေ့ပြန်စဉ်းစားခိုင်းတာဗောနော် Gmail ကအမသုံးနေကြGmail မသိတော့ဆိုရင်ဖုန်းထဲမှာအမကြီးကျွန်တော်ကိုက tutorial guide video လေးပေါ့နော်10မိနစ်စာလောက်ဖြစ်ဖုန်းထဲမှာဒီနေရာသွားဒီနေရာ Gmail နေရာပါအဲ့ဒီ Gmail တဲ့ဝင်လိုက်အမသုံးနေကြ Gmail ရှိတယ်ဆိုရင်အဲ့လိုပြလိုက်ရင် client ကလိုက်လုပ်ပြီးတော့သူ့ Gmail application ထဲမှာသူမှတ်မိဆိုတဲ့ Gmail ရရှိနေတတ်တယ်အများဆုံးအဖြစ်အဲ့ဒီအကွက်တွေအမှန်တကယ်သူကသူမေ့နေတာသူတို့က Gmail ဘယ်နာရှိမှန်းတော့တချို့တွေကသိတာမဟုတ်ကြုံမှုတယ်မလား client တွေလေ Gmail ဘယ်နာမှာ Gmail application ဘယ်ဟာမှန်းတော့မသိတဲ့သူတွေအများကြီးပဲเนาะ client တွေလေ ရှိတယ်ဟုတ်တယ်ဆရာမရှိရှိတယ်ချုံမသိဘူးဟုတ်တယ် လုံးဝမသိဒီထဲမှာbusiness man တွေထဲမှာကို Gmail application ဘယ်နာမှာလဲမသိတဲ့သူတွေပါသေးလားညီကိုမောင်နှမဆိုကိုယ်လည်းပြောလို့ရနော်ဘာမှမဖြစ်visit လေးကြည့်ပြီးတော့သိမှာဟုတ်အဲ့လိုမျိုးခုနကလေးပြန်ဆက်မယ်ဘယ်လိုပုံစံမျိုးဆိုတော့ဗျာကိုက screen share ဖြစ်ပြပေးလိုက်လို့ရှိရင်သူ့ Gmail ကိုသိတာများပါတယ်တွေ့သွားတာပေါ့သူကဟုတ်တယ်ဆရာကြီးဟုတ်တယ်အကိုကြီးဟုတ်တယ်မောင်လေးကျွန်မ Gmail ကဒီမှာပဲအဲ့မှာသူမှတ်မိသွားတာနော်ကလိုင်းရဲ့အမှားကြီးအဲ့တော့မှတ်မိတယ်အဲ့ဒါဆိုတော့သူမှတ်မိတဲ့ Gmail ကိုကျွန်တော်ဒီမှာထည့်ပေး Gmail မှတ်မိဆိုရင်မှတ်မိဆိုရဗျာ ID နံပါတ်နဲ့ paste ချပေးလို့ရတယ် ID copy link ယူလာရောကျွန်တော်ပြန်မပြတော့ဘူးနော်အဲ့ပြန်ပြနေကျွန်တော်6နာရီလောက်ကြာသွားလိမ့်မယ်basic သင်ခန်းစာမှာတွားကြည့်ပါနော်နောက်တော့အဲ့ copy link ID ယူပြီးဆိုရင်အဲ့ ID ကိုတစ်ချက်ဘာညာ100နဲ့တချို့ကစတယ်တချို့ကတခြား user name နဲ့စစတဲ့ ID လေးဒီမှာထည့်ပေးဒီ box ထဲမှာလीထည့်ပေး search နှိပ်လိုက်ပါအဲ့လိုမျိုး search နှိပ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကကိုယ့် handle နဲ့မလုပ်ပါနဲ့ကိုကဟောပေါ့ client အလုပ်လာအဲ့ဒါဆိုရင်အမရေကျွန်တော်ကတော့ special request လုပ်ပြီးပြီ3နာရီ4နာရီလောက်ဇက်တိုက်လုပ်ပြီးပြီအဲ့လိုပဲပြောမှရမယ်မူသားမပါလင်ကမချောပါနော်လိန်ခိုင်းတာတော့မဟုတ်အဲ့လိုမျိုးပြောလိုက် client ဘက်ကနေပြီးတော့အမရေဒီ3မိနစ်စာလေးကြတော့အမကတစ်ချက်လိုက်လုပ်ပေးပါခင်ဗျာအဲ့ဒါဆိုသူလုပ်ပေးခြင်းတယ်ဘာမှမလုပ်ဘဲနဲ့အမရေဒီကားလေးအမတစ်ချက်လိုက်လုပ်ပေးပါကျွန်တော်ခိုင်းတာလေးတစ်ချက်လိုက်လုပ်ပေးဆို तू ကဘယ်လိုထင်သွားလဲဟာငါ့ကိုကျန်လို့ကငါပဲလုပ်ရတယ် तू ကနည်းနည်းလေးငါ့ကိုပြောပြပေးအောင်ပဲဆိုပြီးအထင်ရောက်သွားနိုင်တယ်အဲ့ကြပညာချင်းမပေးချင်တာတွေပါပြဿနာတွေတက်နိုင်နေရှိမှာလေ business manager တော့ကိစ္စမရှိဘူးကကိုယ့်ဖုန်းကောကိုလုပ်ရုံပဲဆိုတော့ client နဲ့ဒါစကားပြောနေပြီပေါ့လေနော် service ဆရာလုပ်မဲ့သူတွေကအဲ့လိုမျိုးဆိုတော့တချို့ကကြတော့ဗျာဒီတိုင်းကိုဘက်က screen share ပြီးတော့လည်းကောင်း screen record နဲ့တော့လည်းကောင်းပြပေးတာဒီတိုင်းကျွန်တော်အခုလိုပြောနေလို့အများကြီးကြာနေတာသိလားတကယ်လုပ်ရင်အဲ့ဒါ9မိနစ်10မိနစ်အများဆုံးနာရီဝက်လောက်ပဲကျွန်တော်ပြောနေတာကြာနေလို့သိလားခြေကန်းနဲ့ပြောပေးတာဆိုတော့လေတပြည့်ပြည့် ဟုတ်ကဲ့ကျေးဇူးပါဗျာ ဗျာ ဟုတ်ကဲ့ကျေးဇူးပါလို့အခုလိုပြောပေးတယ် ကျေးဇူးပါဟုတ်ကဲ့ဒီကနေ့လုပ်ရင်ဒီဟာအစ်စ်နဲ့ခဏလေးပဲငါဆိုမှသူခုနကလေးလိုဒီချင်းပြောပေးရရင်အမကျွန်တော်တို့3နာရီလောက်ကျွန်တော် try ပြီးပြီပေါ့နော်အမဒါလေးလိုက်လုပ်ပေးပါဘာလေးလုပ်ပေးရမယ်မောင်လေး okay အမ3နေကြ handset မှာဒါက3နေကြ handset ရှိတဲ့သူတွေအတွက်နော်3နေကြ handset မရှိလဲဒီနည်းပဲပြင်ဆက်ပြောပြပေးပါ3နေကြ handset ရှိရဆိုအမရဲ့3နေကြ handset လေးမှာဒီ browser ဒီလိုလေးသွား screen share ခေါ်တာပဲဖြစ်ဖြစ်ကိုက screen record